မှဆင်ခြင်ရန်တရားပေါ့ဒီနေ့တော့ပထမဂိလာနသုတ်တဲ့ဂိလာနသုတ်ဆိုတာနေမကောင်းတဲ့ယဟန်နဲ့ပတ်သက်ပြီးဟောတာတာဝတိနိဒာမယ်မြတ်စွာဘုရားတာဝတိပြည်မှာဖြစ်နေတဲ့အချိန်ဟောတာပဲတို့အခါယဟန်တစ်ပါးသည်တဲ့မြတ်စွာဘုရားထံသို့ချိကပ်ပြေးလျင်တခုသောနေရာ၌ထိုင်နေပြီးသောမြတ်စွာဘုရားကဤစကားကိုလျှောက်ထား၏တဲ့မြတ်စွာဘုရားဤမည်သောကြောင့်၌မထင်ရှားသောယဟန်ငယ်တစ်ပါးသည်ယောဂအနာယောဂနှိစ္စယကဆင်းရဲခြင်းသို့ရောက်လျက်တီးထန်စွာမကြမ်းမမာဖြစ်နေပါ၏အရှင်ဘုရားတောင်းပန်ပါ၏မြတ်စွာဘုရားသည်ထိုယဟန်ထံသို့တနာစီကိုအကြောင်းပြည့်၍ကြွတော်မူစေလိုပါ၏ဟုလျှောက်ထားတယ်ဒါကဘုရားလာပင့်တာနေမကောင်းတဲ့ယဟန်တစ်ပါးအတွက်ဘုရားလာပင့်တာအဲ့ဒါဆိုတော့ထိုအခါမြတ်စွာဘုရားသည်အငယ်ဟူသောစကားကို၎င်းသူနာဟူသောစကားကို၎င်းကြားရသဖြင့်သူနာယဟန်သည်မထင်ရှားသောယဟန်ဟုသိတော်မူ၍ထိုယဟန်ထံသို့ကြွတော်မူ၏ဒါမြတ်စွာဘုရားကအဲ့လိုပင့်ရင်လည်းကြွပေးတယ်ထိုသူနာယဟန်သည်မြတ်စွာဘုရားကြွလာသည်ကိုအဝေးမှပင်မြင်ရ၍ညောင်ဆောင်မှအောက်သို့ဆင်းမိအယောင်ပြု၏ထိုအခါမြတ်စွာဘုရားသည်ထိုယဟန်အားယဟန်မသင်သည်ညောင်ဆောင်အောက်သို့မဆင်းလင်ခင်းထားအပ်ပြီးသောဤနေရာတို့သည်ရှိကုန်၏ထိုနေရာ၌ငါထိုင်အံ့ဟုဤစကားကိုမိန့်တော်မူ၏မြတ်စွာဘုရားသည်ခင်းထားပြီးသောနေရာတို့၌ထိုင်တော်မူ၏ထိုင်နေတော်မူပြီးသောမြတ်စွာဘုရားသည်ထိုသူနာယဟန်အားယဟန်သင်အားခံကြ၏လောမြတ်တ၏လောဆင်းရဲဝေဒနာတို့သည်ဆုပ်ယုပ်ပါကုန်၏လောမတိုးပွားပဲရှိပါကုန်၏လောဆင်းရဲဝေဒနာတို့သည်ဆုပ်ယုပ်၏ဟုထင်ပါ၏လောတိုးပွား၏ဟုမထင်ပါ၏လောဟုမိန့်တော်မူ၏ဒါကမြတ်စွာဘုရားကျမ်းမာရေးကောင်းမကောင်းကိုမေးလေမေးထားရှိတယ်ယဟန်ကိုနဲ့စတွေ့စားယဟန်ကိုအမြဲတမ်းမေးလေရှိတဲ့စကားတဲ့ခန္ဓာရည်ရှိရလားခံကြမ်းရလားဆိုတော့ခန္ဓာရည်ရှိရလားခမနိယဆိုခန္ဓာရည်ရှိရလားမြတ်တာရှိရလားဒီလိုမေးတာနောက်တစ်ခုဆင်းရဲဝေဒနာတို့ဒီဆုပ်ယုပ်တဲ့ဘက်ကိုသွားသလားမတိုးပွားပဲရှိသလားဆင်းရဲဝေဒနာတို့ဒီဆုပ်ယုပ်တယ်လို့ထင်သလားမတိုးပွားဘူးလို့ထင်သလားဒါလိုမေးတာပေါ့မေးတဲ့ကတော့အရှင်ဘုရားတဲ့တပည့်တော်အားမခန့်ကြမ်းပါမမြတ်တာပါတပည့်တော်အားပြင်းထန်သောဆင်းရဲဝေဒနာတို့ဒီတိုးပွားပါကုန်၏မဆုပ်ယုပ်ပါကုန်ဆင်းရဲဝေဒနာတို့ဒီတိုးပွား၏ဟုထင်ပါတိုးပွား၏ဟုထင်ပါ၏ဆုပ်ယုပ်၏ဟုမတင်ပါဟုလျောက်တယ်တဲ့ယဟသင်အတစုံတစ်ခုသောစိုးရိမ်မှုနှလုံးမသားရမှုသည်ရှိသလောအရှင်ဘုရားစင်စစ်အဖြင့်တပြည့်တော်အားစိုးရိမ်မှုနှလုံးမသားရမှုသည်မနှဲလာပါဖရာတဲ့နေမကောင်းတာဖြစ်တဲ့အတွက်စိုးရိမ်မှုတွေအများကြီးဖြစ်ခဲ့တယ်တဲ့ပြစိုးရိမ်မှုတွေအများကြီးဖြစ်နေတယ်ပေါ့တပြည့်တော်ရဲ့ရင်ထဲမှာစိုးရိမ်မှုကတော့မနှဲမနှောပါဖရာလို့ဒီလိုလျှောက်တာဒီအစဉ်လေးကိုသေချာလေးနားလည်ထားဖို့လိုတယ်သူကကျမ်းမာရေးမကောင်းတာတော့တခါတလေမှဖြစ်ကြမှာပဲလေဖြစ်နေကြတာပဲလေအဲ့ဒီမှာမြတ်စွာဘုရားရဲ့ကျမ်းမာရေးမကောင်းလို့ရှိရင်ထားရမယ့်သဘောထားတွေဒီမှာဒီတုတ်မှာအဲ့လိုလေးပါတယ်အဲ့ဆိုယဟန်သင်သည်သီလအဖြစ်မိမိကိုယ်တိုင်ဖွာပါယဟန်နဲ့သီလအဖြစ်မိမိကိုယ်ကိုမစွတ်စွဲပဲရှိပါ၏လားလို့မေးတဲ့အခါကျတော့အရှင်ဘုရားတဲ့တပည့်တော်ကိုသီလအဖြစ်မိမိကိုယ်တိုင်မစွတ်စွဲနိုင်ပဲရှိပါ၏တဲ့သီလစင်ကြယ်တယ်လို့သူကပြောတယ်ယဟန်သီလအဖြစ်မိမိကိုယ်တိုင်မစွတ်စွဲပဲရှိခဲ့မှုသင်ဤစိုးရိမ်မှုနှလုံးမသားရမှုကအဘယ်နည်းလို့မေးတာဒါဆိုသီလကတော့စင်ကြယ်နေတာဖြစ်ရသားနဲ့မင်းကဘာအတွက်နှလုံးမသားရဖြစ်နေတာလဲလို့ဒီဗမာပြန်ပြောရင်တော့အဲ့လိုပြောတာပေါ့အရှင်ဘုရားသီလစင်ကြယ်ခြင်းအကျိုးကမြတ်စွာဘုရားသည်တရားတော်ကိုဟောဤဟုတပည့်တော်မသိပါတဲ့ဒီယဟန်ရဲ့စိတ်ထဲမှာသီလစင်ကြယ်ခြင်းအကျိုးက
သီလစင်ကြယ်ခြင်းဆိုတဲ့အကျိုးကိုရရှိဖို့အတွက်မြတ်စွာဘုရားတရားဟောနေတာမဟုတ်ဘူးလို့တပည့်တော်သိထားပါတယ်တဲ့သီလစင်ကြယ်ခြင်းအကျိုးငါမြတ်စွာဘုရားတရားဟောတော်မူသည်တရားဟောတော်မူ၏လို့မသိပါဘူးလို့ဒီလိုဖြေတာအဲဆိုယဟန်သီလစင်ကြယ်ခြင်းအကျိုးငါမြတ်စွာဘုရားသည်တရားကိုဟောတော်၏ဟုမသိခဲ့မူတဲ့အဘယ်အကျိုးငါဘုရားသည်တရားကိုဟော၏ဟုသင်သိသည်နီတဲ့အရှင်ဘုရားတတ်မဲ့မှုယာကကင်းခြင်းအကျိုးငါမြတ်စွာဘုရားသည်တရားတော်ကိုဟော၏ဟုတပြည့်တော်သိပါ၏တဲ့အဲ့ဒါဆိုတော့ရှေးတုန်းကတရားအားထုတ်နေတဲ့ယဟန်နေရဲ့ဘုရားနဲ့ကိုယ်နဲ့ဆက်ဆံရေးသဘောထားတွေပေါ့ဒီမြန်မာနိုင်ငံမှာကြတော့ဒါဖះကသီလကိုစောင့်ခိုင်းတာတော့ဒီလိုတွေထင်တာလေအဲ့ဒီသူတို့ရှေ့ခက်မှာကြအဲ့လိုမဟုတ်ဘူးဖះကဘာဖြစ်စေခြင်းလဲဆိုတဲ့ဟာကိုကျင့်ကြရတဲ့သဘောပဲဒါရှေ့ခက်ကအဲ့ဒါကိုသာဓုခေါ်တယ်ယဟန်ကောင်းစွာတဲ့ယဟန်တတ်မဲ့မှုယာကကင်းခြင်းကျုံးငါဖះစီတရားကိုဟောသည်ကိုတရားကိုဟောထားသည်ကိုသင်ကောင်းစွာသိ၏တဲ့အဲ့ဒါကိုကြတော့ဝမ်းမြောက်ဝမ်းသာပဲမြတ်စွာဘုရားကဟောလုပ်တယ်သူဟောတဲ့တရားတွေအကုန်လုံးကတက်မဲ့မှုယာကကင်းဖို့အတွက်ဟောတာတဲ့ယဟန်ငါဘုရားသည်တက်မဲ့မှုယာကကင်းခြင်းယုံကတရားတော်ကိုဟောတော်မူ၏ယဟန်ထိုအရာကိုအဘယ်သို့မှတ်ထင်သနည်းအဲ့ဒါဆိုဒီနေရာမှာနားလည်စရာလေးတွေရှိတယ်မြတ်စွာဘုရားကတကယ်လို့တရားအထိမတက်နိုင်ဘူးပေါ့အနိစ္စဒုက္ခအထိမကျင့်နိုင်ဘူးမတက်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်မှာသီလစင်ကြယ်အောင်လုပ်ထားသီလစင်ကြယ်အောင်ဆိုဘယ်လိုလုပ်ရမလဲဆိုဟောပေါ့ကိုယ်ပိုင်သီလသဘာဝသီလထာဝရသီလ၃မျိုးပေါ်မှာစိတ်ကိုတန့်ရှင်းအောင်ထားနိုင်အောင်ကြိုးစားကိုထားတဲ့သီလပေါ့ကိုထားတဲ့သီလကိုကြည့်လေကိုပိုင်သီလဆိုလို့ရှိရင်ကိုယ့်အတွက်ဒုက္ခမရောက်အောင်စောင့်မယ်နောက်တစ်ခုသဘာဝသီလဆိုရင်တတ္တဝါတွေအလုံးဟာဒုက္ခပေးတာကိုမကြိုက်ဘူးအဲ့ဒါကြောင့်မို့သူတို့ရဲ့ဆန္ဒကိုလိုက်ရောသောအဖြစ်ငါစီဘယ်သူမှဒုက္ခမပေးဘူးဒုက္ခပေးတဲ့အလုပ်ကိုမလုပ်ဘူးမပြောဘူးဆိုတဲ့ဟာမျိုးကိုစောင့်မယ်ထာဝရသီလနဲ့ကြတော့ဘုရားပြည့်စေကဗုဒ္ဓအရိယပုဂ္ဂိုလ်တွေအကုန်လုံးဟာသူတို့ဘာကိုဒုက္ခပေးတဲ့အလုပ်ကိုမလုပ်ကြဘူးဆိုတဲ့သီလတုဟာအခိုင်အမာတည်ရှိတယ်ဆိုတဲ့ဟာမျိုးအဲ့ဒီ၃မျိုး၃စားကိုအာယုံပြုပြီးအခိုင်အမာတိဆောက်ထားကြည့်ရမှာပေါ့အဲ့လိုတိဆောက်ထားမယ်ဆိုလို့ရှိရင်တောကဆိုတာဝမ်းနည်းမှုဆိုတာမလာတော့ဘူးကျွန်တော်တို့နေမကောင်းရင်ဖះတော့ကြွလာမှာမဟုတ်ဘူးဒါပေမဲ့ဒီနည်းလေးကိုသိထားရမှာပထမအဆင့်သီလကိုဆင်ခြင်ပြီးတော့ဝမ်းသာပြီးနေပါလို့ပြောလို့တဲ့သဘောကိုယ်မှာရှိတဲ့တရားကိုယ်မှာရှိတဲ့သီလရှိရင်သီလကိုဆင်ခြင်ပြီးနေပါလို့ပြောတာအဲဆိုသီလကလည်းပဲဘယ်ဟာနဲ့တိုင်းတာမှလဲလို့မေးစရာရှိတယ်ဟိုမစင်ခွင်းနဲ့ကြာနေတဲ့လူတယောက်ကိုမစင်နေလူးလိုက်တာလို့ပြောလို့မရဘူးမစင်လူးတဲ့အပေါ်မှာဘလို့သဘောထားတယ်လဲဆိုတဲ့ဟာပဲပြောလို့ရမှာလေကိုအားထုတ်တဲ့သီလကဘလောက်အားကြီးတယ်ဆိုတဲ့ဟာကိုကိုယ့်အနေကိုနားလည်ထားဖို့လိုတယ်ဂျားထဲမှာဟိုဟာလေးကွက်သွားဒီဟာလေးကွက်သွားသေးသေးမွားမွားဟိုကျူးလွန်တာတွေလည်းရှိမယ်ဒါပေမဲ့အဲ့ဒီကျူးလွန်တဲ့ဟာကိုအရေးတကြီးစိတ်ထဲမှာမထားဘဲနဲ့ကိုစောင့်တဲ့သီလကိုဥတီချက်ထားပြီးတော့သေသေးချာချာစောင့်ထားရတယ်အဲ့ဆိုတော့ဒီခက်ကသီလပြတ်တဲ့ဒုကြီးနဲ့နေကြရတာဖြစ်တဲ့အတွက်ကြောင့်မို့အလုံးစုံအသေးမွားကိစ္စလေးတွေကျူးလွန်မိတယ်ဆိုရင်တောက်မယ်အဲ့ဒီကျူးလွန်တဲ့ဟာကိုအရေးကြီးခွင့်ကျဲသီလပြတ်တဲ့ဒုက္ခတွေကိုအာယုံပြုပြီးတော့ဖက်တွယ်ထားမှဆိုရင်တော့ကပဲဖြစ်เสียရှိတယ်အဲ့ဆိုတော့ကိုအားထုတ်တဲ့သီလဟာကိုပိုင်သီလသဘာဝသီလထာဝရသီလဆိုတဲ့အဲ့ဒါကိုခဏအားထုတ်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ထားဖို့လိုတယ်လို့ဒါမြတ်စွာဘုရားဒီသုတ်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကဝမ်းသာစေခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ရှိတယ်သူကသီလတရားအားထုတ်လို့မပြေရင်တောက်မယ်သီလကိုအာယုံပြုပြီးဝမ်းသာအောင်နေပါဆိုတဲ့သဘောဒါကတစ်ခုပေါ့